အခုပထမဆုံးတက်ဆက်ပေးခြင်းတဲ့သတင်းတစ်ပုဒ်ကတော့အီရန်အာဏာရှင်ဘာသာရေးခေါင်းဆောင်ခါမေနီရဲ့မလှပတဲ့ဇာတ်သိမ်းဟာမြန်မာစစ်တပ်အတွက်လေရင်စီနဲ့လက်နက်ခရမ်းရင်းမြစ်တစ်ခုဆုံးရှုံးတာတွေထက်ပိုတဲ့အပြင်နေပြည်တော်အတွက်အိမ်မက်ဆိုးတစ်ခုဖြစ်တယ်လို့နိုင်ငံတကာအရေးကျွမ်းကျင်သူတွေကသုံးသပ်ထားကြပါတယ်။ခါမေနီသေဆုံးတာဟာအီရန်နိုင်ငံအတွက်သာမကပဲမြန်မာစစ်တပ်အတွက်လည်းစစ်ရေးနဲ့စွမ်းရည်ဆိုင်ရာရင်းမြစ်တစ်ခုလျော့နေသွားနိုင်တဲ့အခြေအနေတည်းဖြစ်နိုင်တယ်လို့သုံးသပ်ချက်တွေလည်းထွက်ပေါ်နေပါတယ်။ဒါအပြင်အီရန်နဲ့မြန်မာစစ်တပ်အကြားမှာရှိနေတဲ့လှုပ်ဝက်စစ်ရေးနဲ့စွမ်းရည်ပူးပေါင်းဆောင်ရွက်မှုတွေအပေါ်မှာလည်းအနာဂတ်မှာတက်ရောက်မှုရှိနိုင်တယ်လို့နိုင်ငံရေးလေ့လာသုံးသပ်သူတွေကပြောကြပါတယ်။ပြီးခဲ့တဲ့2021ခုနှစ်စစ်အာဏာသိမ်းပြီးရဲ့နောက်ပိုင်းမှာမြန်မာစစ်တပ်ဟာနိုင်ငံတကာပိတ်ဆို့မှုတွေကြောင့်လက်နက်နဲ့လေရင်စီရရှိရေးအခက်အခဲတွေကြုံတွေ့ခဲ့ရပါတယ်။အဲ့ဒီအခြေအနေမှာအီရန်နိုင်ငံနဲ့ဆက်ဆံရေးတိုးမြင့်ဖို့ကြိုးပမ်းခဲ့ပြီး2024ခုနှစ်ဇွန်လ23ရက်နေ့မှာမြန်မာစစ်တပ်ဘက်ကနေနိုင်ငံခြားရေးဝန်ကြီးတန်းဆွေဟာအီရန်မြို့တော်တီဟီရန်မှာအီရန်နိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့ဆုံခဲ့ပြီးနှစ်နိုင်ငံဆက်ဆံရေးတိုးမြင့်ရေးနဲ့စွမ်းရည်နဲ့ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်တွေကိုဆွေးနွေးခဲ့ကြရလို့လည်းသိရှိရပါတယ်။အဲဒီနောက်မှာတော့အီရန်နိုင်ငံကမြန်မာစစ်တပ်စီကိုလေရင်စီတွေလှုပ်ဝက်တင်ပို့ခဲ့ပြီး2024ခုနှစ်အောက်တိုဘာလကနေ2025ခုနှစ်ဒီဇင်ဘာလအထိလေရင်စီတန်ချိန်3,950,000ခန့်ကိုသင်းမောနဲ့6ချိန်ပို့ဆောင်ခဲ့တယ်လို့လည်းနိုင်ငံတကာမီဒီယာတွေမှာဖော်ပြထားပါတယ်။အဲ့ဒီသင်းမောတွေဟာခရီးလမ်းကြောင်းကို electronic နည်းနဲ့လိမ့်လဲဖော်ပြကာနိုင်ငံတကာအရေးယူပိတ်ဆို့မှုတွေကိုရှောင်လွှဲခဲ့တယ်လို့လည်းသိရှိရပါတယ်။ဒါအပြင်အီရန်နိုင်ငံကယူရီးယားဓာတ်မြေဩဇာကိုမြန်မာနိုင်ငံကိုတင်ပို့ခဲ့ပြီးအဲ့ဒီကိုစစ်ရေးအသုံးပြုနိုင်တဲ့ပစ္စည်းတွေထုတ်လုပ်ရမှာအသုံးပြုခဲ့တယ်လို့လည်းသုံးသပ်ချက်တွေရှိနေပါတယ်။အဲ့လိုလောင်စာစွမ်းရည်နဲ့စစ်လက်နက်ဆိုင်ရာပစ္စည်းတွေအတွက်အီရန်နိုင်ငံကိုအားထားနေရချိန်မှာအီရန်နိုင်ငံရဲ့အာဏာရှင်ဘာသာရေးခေါင်းဆောင်ခါမေနီနဲ့ထိပ်ပန်းအရာရှိတွေတေဆုံးခဲ့တယ်လို့နောက်ဆက်တွဲအနေနဲ့အီရန်ရဲ့အပေါင်းပါတွေဘက်ကိုအမေရိကန်ကလှည့်လာမလားဆိုတဲ့အတွက်အဲ့ဒီအချက်တွေကြောင့်မင်းအောင်လှိုင်တို့စစ်အုပ်စုအတွက်အိမ်မက်ဆိုးတစ်ခုလိုဖြစ်လာနေတယ်လို့လည်းနိုင်ငံရေးသုံးသပ်သူတွေကပြောကြားကြပါတယ်ရှင်။မကွေးရတဲ့တဲ့ဘောက်ကိုတက်ဆက်ပေးကြပါတယ်။မကွေးတိုင်းမင်းတုံးမြို့နယ်ပြောင်းရွာအနီးမှာအကြမ်းဖက်စစ်တပ်ကလေရင်နဲ့ဘုံကျဲတက်ခတ်ခဲ့တဲ့အတွက်သေဆုံးသူ25ဦးထိရှိလာပြီဖြစ်ပြီးရုပ်အလောင်းတွေကိုဆက်လက်ရှာဖွေနေသေးတာကြောင့်သေဆုံးသူအရေအတွက်ဟာထပ်မံတိုးမြင့်လာနိုင်တယ်လို့တရက်ခရိုင်အမှတ်၄တရင်သတင်းနှင့်ပြန်ကြားရေးတာဝန်ခံကိုမြတ်ကရကုန်ခေတ်သစ်ကိုပြောပါတယ်။မနေ့ကမတ်လ1ရက်နေ့မနက်ပိုင်းမှာစစ်တပ်ဟာပြောင်းရွာအနီးကဒေသခံပြည်သူတွေကုံတင်ကုံချလုပ်နေတယ်လူစုလူဝေးရှိတဲ့နေရာကိုမကွေးလေတပ်ကနေတက်လာတယ်Jet Fighter 2စီးနဲ့လေကြောင်းတက်ခတ်ခဲ့တာဖြစ်တယ်လို့လည်းသိရှိရပါတယ်။အဲဒီလေယာဉ်တွေကအနည်းဆုံးဘုံ8ကြိမ်ထက်မနည်းကိုကျဲချခဲ့ပြီးရော့ကတ်တွေနဲ့လည်းပစ်ခတ်တက်ခတ်ခဲ့လို့လည်းဆိုထားပါတယ်။အဲဒီလိုလေကြောင်းတက်ခတ်မှုကြောင့်ကနဦးအတည်ပြုထားတဲ့စည်ရင်ရအမျိုးသား23ဦးအမျိုးသမီး2ဦးစုစုပေါင်းပြည်သူ25ဦးဟာသေဆုံးထားရပြီးရုပ်အလောင်းတွေကိုလည်းဆက်လက်ရှာဖွေနေတာကြောင့်သေဆုံးသူအရေအတွက်ဟာထပ်မံတိုးလာနိုင်တယ်လို့လည်းသိရှိရပါတယ်။ဒါအပြင်ပြင်းထန်ဒဏ်ရာရရှိသူ10ဦးထက်မနည်းရှိနေပြီးအသက်အန္တရာယ်စိုးရိမ်ရသူတွေလည်းရှိနေရလို့လည်းဆိုထားပါတယ်။ဒီလေကြောင်းတိုက်ခိုက်မှုအတွင်းမှာပြည်သူပိုင်ကုန်တင်ကား9စီးလည်းမီးလောင်ပျက်စီးသွားသလိုနောက်ထပ်ကား9စီးလည်းထိမှန်ပျက်စီးခဲ့လို့လည်းသိရှိရပါတယ်။လက်ရှိမှာတော့ကယ်ဆယ်လုပ်ငန်းတွေကိုဆက်လက်လှုပ်ဆောင်နေဆဲဖြစ်တာကြောင့်ပျက်စီးမှုအသေးစိတ်ကိုတော့ဆက်လက်စစ်ဆေးအတည်ပြုနေဆဲဖြစ်တယ်လို့လည်းဆိုထားပါတယ်။လက်ရှိမှာတော့သေဆုံးမှုနဲ့ဒဏ်ရာရရှိမှုအခြေအနေကိုကြည့်မယ်ဆိုရင်ဒါဟာအစုလိုက်ပြုံလိုက်တပ်ဖြတ်မှုဖြစ်တယ်လို့လည်းကိုမြတ်ကဆက်လက်ပြောပြပါတယ်ရှင်။ဒီတစ်ခါမှာတော့စစ်တပ်ကိုတိုက်ခိုက်နေတဲ့သတင်းတွေကိုအချိန်နဲ့တပြေးညီတုံ့ပြန်ခြေဖြတ်နိုင်ဖို့အတွက်ဆိုပြီးစစ်တပ်ကကာကွယ်ဒုဝန်ကြီးဗိုလ်ချုပ်အောင်မျိုးတန့်ဦးဆောင်တဲ့တံပြန်သတင်းဖြန့်ချီရေးအဖွဲ့တစ်ဖွဲ့ကိုဖွဲ့စည်းဆောင်ရွက်နေတယ်လို့စစ်တပ်ကထုတ်ပြန်ထားတဲ့ပြန်တမ်းရသိရှိရပါတယ်။စစ်တပ်ကအခုနေ့ဇန်နဝါရီလ31ရက်နေ့မှာကာကွယ်ဒုဝန်ကြီးဗိုလ်ချုပ်အောင်မျိုးတန့်ဦးဆောင်တဲ့တံပြန်သတင်းဖြန့်ချီရေးအဖွဲ့ကိုဖွဲ့စည်းလိုက်တာဖြစ်ပြီး
အဲ့ဒီအဖွဲ့မှာဗိုလ်ချုပ်အောင်မျိုးတန်ကအဖွဲ့ခေါင်းဆောင်ဖြစ်ဆောင်ရွက်တယ်လို့အဖွဲ့ဝင်12ဦးလဲပါဝင်တယ်လို့သိရှိရပါတယ်။အဲ့ဒီအဖွဲ့ထဲမှာအဖွဲ့ဝင်တွေအနေနဲ့တွဲဖက်စုဝေချုပ်ဗိုလ်ချုပ်အောင်ခင်တဲ့ပြည်သူ့ဆက်ဆံရေးနဲ့စိတ်ဓာတ်စစ်စင်ရေးညွှန်ကြားရေးမှူးရုံးကဒုတိယညွှန်ကြားရေးမှူးဗိုလ်မှူးချုပ်စံညွန့်ဝင်းအမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီရုံးသတင်းနှင့်လုံခြုံရေးဆိုင်ရာဌာနကြီးကညွှန်ကြားရေးမှူးချုပ်ဝင်းတွေလည်းပြန်ကြားရေးနဲ့ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကညွှန်ကြားရေးမှူးချုပ်အေးကျွဲမီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကညွှန်ကြားရေးမှူးချုပ်ဒေါက်တာတီတာတဲ့စစ်ဘက်ရေးရာလုံခြုံရေးဌာနကဒုတိယဌာနမှူးဗိုလ်မှူးကြီးဖြိုဝေအပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့်စီးပွားရေးဦးစီးဌာနကဒုညွှန်ချုပ်တီခန်းဆိုင်မှုခင်းရဲတပ်ဖွဲ့ဤပညာဌာနမှူးရဲမှူးကြီးညွန့်ဝေသတင်းအချက်လက်ဤပညာနှင့်စိုက်ဘာလုံခြုံရေးဦးစီးဌာနကညွှန်ကြားရေးမှူးဦးတီဟမင်းထွန်းတို့ပါဝင်ပါတယ်။အတွင်းရေးမှူးအဖြစ်ဗိုလ်မှူးချုပ်စိုးညွန့်ဒုတိယတပ်မတော်လေးကျင်အရာရှိချုပ်ကိုတာဝန်ပေးထားပြီးတွဲဖက်အတွင်းမှုဖြစ်ရဲဗိုလ်ချုပ်ဝင်းဘိုဒုတိယရဲချုပ်တစ်လည်းပါဝင်တယ်လို့သိရပါတယ်။ဒီသတင်းလွှာထုတ်ပြန်ရေးနဲ့တုံ့ပြန်သတင်းဖြန့်ချီအဖွဲ့ရဲ့လုပ်ငန်းတာဝန်တွေကတော့စစ်တပ်ရဲ့ဆောင်ရွက်ချက်တွေကိုပြည်တွင်းနဲ့ပြည်ပကိုအချိန်နဲ့တပြေးညီပြန့်ညတ်အောင်လှုံ့ဆော်ဖို့နဲ့လူမှုကွန်ရက်ပေါ်မှာပြန့်နှံ့နေတဲ့သတင်းတုသတင်းမှားတွေကိုတံပြန်တုံ့ပြန်ခြေဖြတ်ဖို့ဖြစ်တယ်လို့လည်းသိရှိရပါတယ်။ဒါအပြင်စစ်တပ်ရဲ့နေ့စဉ်ထုတ်သတင်းစာတွေထဲမှာပါဝင်နေတဲ့အရေးကြီးသတင်းတွေကိုတိုးတောင်းပြီးရှင်းလင်းတိကျလုံခြုံတဲ့ပုံစံနဲ့မြန်မာအင်္ဂလိပ်ရုရှားတရုတ်စတဲ့ဘာသာစကား၄မျိုးနဲ့သတင်းလွှာစာဆောင်ဖြစ်ထုတ်ပြန်ပြီးပြည်ရင်းပြည်ပကတန်ယုံနဲ့စစ်တန်ယုံတွေကိုအချိန်နဲ့တပြေးညီပို့ဆောင်ထုတ်ပြန်သွားမယ်လို့လည်းဆိုထားပါတယ်ရှင်။ဒီတစ်ခါမှာတော့အမေရိကန်၊အစ္စရေးနဲ့အီရန်တို့အကြားစစ်ပွဲတွေဖြစ်ပွားနေတာကြောင့်ဒေသအတွင်းတိုက်ခတ်မှုတွေပိုပြီးအရှိန်မြင့်လာနေတဲ့အတွက်အရှေ့အလယ်ပိုင်းဒေသမှာရှိနေတဲ့မြန်မာနိုင်ငံသားတွေအနေနဲ့အရေးမကြီးဘူးဆိုရင်ခရီးသွားလာတာတွေကိုမလှုပ်ဆောင်ကြဖို့အတွက်ကူဝိတ်နိုင်ငံနဲ့ UAE နိုင်ငံကစစ်ကော်မရှင်တန်ယုံတွေကအရေးပေါ်သတိပေးချက်တွေထုတ်ပြန်ထားပါတယ်။အထူးသဖြင့်ကူဝိတ်နိုင်ငံကတန်ယုံကဒေသအတွင်းလက်ရှိဖြစ်ပေါ်နေတဲ့စစ်ရေးအခြေအနေတွေကြောင့်မြန်မာနိုင်ငံသားတွေအနေနဲ့တန်ယုံထုတ်ပြန်ချက်တွေကိုအထူးဂရုစိုက်ပြီးလိုက်နာကြဖို့နှိုးဆော်ထားပါတယ်။တန်ယုံရဲ့သတိပေးချက်ထုတ်ပြန်ချက်ထဲမှာတော့အရေးပေါ်အချက်ပေးတံတွေကိုဂရုစိုက်နားထောင်ပြီးထုတ်ပြန်ချက်တွေအတိုင်းလိုက်နာဆောင်ရွက်နိုင်အောင်အသင့်ပြင်ဆင်ထားဖို့အတွက်ကူဝိတ်အစိုးရနဲ့မြန်မာတန်ယုံတို့ကထုတ်ပြန်တဲ့သတင်းအချက်လက်တွေကိုပုံမှန်စောင့်ကြည့်ဖို့အလုပ်ချိန်တွင်ဖြစ်ပေါ်လာခဲ့မယ်ဆိုရင်လေမိမိတို့လုပ်ငန်းခွင်ကညွှန်ကြားတဲ့အရေးပေါ်လုံခြုံရေးဆိုင်ရာအချက်လက်တွေကိုတိတိကျကျလိုက်နာဖို့မိမိတို့ရဲ့နိုင်ငံကိုလက်မှတ်အရေးကြီးစာရွက်စာတမ်းတွေရေအစားအစာစေဝါပါဝါဘတ်နဲ့ကိုယ်ပိုင်အသုံးဆောင်တွေကိုအချိန်မီယူဆောင်သွားနိုင်အောင်စူးစီးပြင်ဆင်ထားဖို့အရေးမကြီးတဲ့ခီးသွားလာမှုတွေကိုလုံးဝမပြုတ်လုပ်ကြဖို့တတိပေးထားပါတယ်။အလားတူအာရပ်စော်ဘွားများပြည်ထောင်စု UAE အတွင်းမှာရောက်ရှိနေထိုင်နေတဲ့မြန်မာနိုင်ငံသားတွေအနေနဲ့လည်းဘေးကင်းလုံခြုံစွာနဲ့နေထိုင်ကြဖို့အတွက်အဘူဒါဘီမြို့ကစစ်တပ်လက်အောက်ခံမြန်မာတန်ယုံကဖေဖော်ဝါရီလ28ရက်နေ့ညပိုင်းမှာအရေးပေါ်သတိပေးချက်ကိုထုတ်ပြန်ထားပါတယ်။စစ်တပ်တန်ယုံရဲ့ညွှန်ကြားချက်အရဒေသတွင်းစစ်ရေးအခြေအနေတွေကြောင့်မြန်မာနိုင်ငံသားတွေအနေနဲ့လုံခြုံစိတ်ချရတဲ့နေအိမ်တွေနဲ့အမိုးအကာတွေအောက်မှာသာနေထိုင်ကြဖို့မလိုအပ်ဘဲအပြင်ကိုသွားလာတာနဲ့ခီးသွားလာတာတွေကိုတတ်နိုင်သမျှရှောင်ကျဉ်ကြဖို့သက်ဆိုင်ရာဒေသအာဏာပိုင်တွေရဲ့ညွှန်ကြားချက်တွေကိုတိတိကျကျလိုက်နာကြဖို့နဲ့ UAE အစိုးရကတရားဝင်ထုတ်ပြန်ထားတဲ့သတင်းတွေယုံကြည်စိတ်ချရတဲ့သတင်းရင်းမြစ်တွေကထုတ်ပြန်တဲ့လမ်းညွှန်ချက်တွေကိုအမြဲစောင့်ကြည့်လိုက်နာကြဖို့ကိုလည်းတိုက်တွန်းထားပါတယ်ရှင်။မကွေးတိုင်းရဲ့သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးကြပါမယ်။မကွေးတိုင်းတွင်းမှာရှိတဲ့မြောက်လူးကန်ကျေးရွာမှာတကိုယ်တော်ဓမြတိုက်လူရက်နေတဲ့အကြမ်းဖက်ရဲတပ်ဖွဲ့ဝင်တအုပ်ကိုလက်နက်နဲ့တူအရှင်ဖမ်းဆီးရမိခဲ့တယ်လို့ဒေါင်းညီနောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့အစည်းကနေသိရပါတယ်။ဖေဖော်ဝါရီလ28ရက်နေ့မနေ့ကညပိုင်းမှာမြောက်လူးကန်ကျေးရွာတွင်ရဲသားနေအိမ်တစ်လုံးကိုဓမြတိုက်လူရက်ဖို့ကြိုးစားနေတဲ့ရဲတပ်သားတအုပ်ကိုဒေါင်းညီနောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကကင်းပုံးဝတ်စောင့်ကြိုဖမ်းဆီးနိုင်ခဲ့လို့လည်းသိရပါတယ်။ဖမ်းဆီးခံရတဲ့ရဲတပ်ဖွဲ့ဝင်ဟာလွန်ခဲ့တဲ့3-4ရက်လောက်ကတည်းကအခုလိုဓမြတိုက်နေတာဖြစ်ပြီးမနေ့ညပိုင်းကတော့ဒ
ဒေသခံတဦးကိုတနက်နဲ့ပြစ်ခတ်ပြီးထွက်ပြေးချိန်မှာပြည်သူ့ကာကွယ်တပ်တွေကဖမ်းမိခဲ့တာလို့သိရပါတယ်။တနက်နဲ့ပြစ်ခတ်ခံရတဲ့အရက်သားကတော့ခြေထောက်မှာကြည်ထိမှန်ဒဏ်ရာရှိခဲ့လို့လည်းသိရှိရပါတယ်။အဲ့ဒီရဲတပ်သားဟာမြောင်လူကန်ကျေးရွာဘုံကြီးကျောင်းမှာတက်ဆွဲနေတဲ့အကြမ်းဖက်စစ်အုပ်စုတပ်ထဲကတိုးဖြစ်ပြီးသူနဲ့အတူ G3 တနက်တလက်G 288တောင်နဲ့ 9.mm ပစ္စတိုG 22တောင်လက်ပစ်ပုံးတစ်လုံးတို့ကိုတင်ဆက်ရမိတယ်လို့သိရပါတယ်။သူ့ကိုဖမ်းဆီးပြီးနောက်မှာလည်းသူနဲ့အပေါင်းပါစစ်အုပ်စုတပ်သားတွေကသူတို့တက်ဆွဲထားတဲ့ဘုံကြီးကျောင်းထဲကနေထွက်လာပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကိုပစ်ခတ်ခဲ့ပေမဲ့လည်းပြည်သူ့ကာကွယ်ရဲဘော်တွေဘက်ကအထိခိုက်ဒဏ်ရာရှိတာမရှိခဲ့ဘူးလို့လည်းသိရပါတယ်။ဖမ်းဆီးရမိတဲ့ရဲတပ်ဖွဲ့ဝင်တို့ကိုတော့စစ်တုံးပန်းဥပဒေတိုင်းဆက်လက်အရေးယူဆောင်ရွက်သွားမယ်လို့လည်းဒေါင်းညီနောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကပြောကြားထားပါတယ်ရှင်။